ချင်းနီလေးနဲ့ဘဝရဲ့အတွေ့အကြုံလေးပြောပြပေးပါလားဒီ ဟုတ်ကဲ့တမ်းမဲ့တော်ရဲ့အတွေ့အကြုံလေးတွေပြောရမယ်ဆိုရင်ကျွန်တော်အရန်လေးစားတယ်ကျွန်တော်အရန်လေးစီးကျူးပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီတရက်မှမရှိတဲ့ကောင်းနေစဉ်ဒီလိုမျိုးဥစ္စာတွေစားရတယ်အရင်နည်းနည်းရှိသွားလို့ရှိရင်တော့စီးပါတယ်ပြားပါတယ်ပေါ့နော်ကျွန်တော်တို့ကြတော့ဒီမကြည့်ပါအကူရဟုတ်ကဲ့ကုချင်းစားပါတယ်ခင်ဗျဟုတ်ကဲ့ဝိလက်ကြောင့်ပဲလေကျွန်တော်မပြောတတ်ပါဘူးပုတ်ခတ်ပြီးတော့နှိမ့်ချတဲ့ကျွန်တော်ရောက်နေတဲ့တဲ့ရင်းကိုလည်းကျွန်တော်နှိမ့်ချပြီးပြောဆိုတာလည်းမရှိပါဘူးခင်ဗျဟုတ်ကဲ့ပါခင်ဗျကျွန်တော်တို့ပြည့်ပြနေတဲ့ကျွန်တော်တို့ရဲ့ရဲဘော်တွေဘဝရဲ့ဒါကျွန်တော်မှမဟုတ်ပါဘူးကျွန်တော်ပါစပြည်သူ့စစ်မှုထမ်းရဲ့လို့မဟုတ်ဘူးဗျဟုတ်ကဲ့ဗျဘယ်တရင်မဲ့ဖြစ်ရဲဘော်တွေမှန်သမျှဒီတိုင်းပဲစားရတယ်ဆိုတာကိုကျွန်တော်လက်ခံသွားတယ်ဟုတ်ကဲ့ခင်ဗျဘာဖြစ်လို့လဲဆိုတော့အကြီးအကဲတွေမှန်သမျှသူတို့စားရတယ်ဝါရတယ်ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်ဒဲပဲနော်ဟုတ်ကဲ့အခုမကြီးနဲ့မေးပြီးတော့ကျွန်တော်မကြီးနဲ့နော်ကျွန်တော်ဒဲပြောတာနော်ကျွန်တော်မေဒီလာသားဟုတ်ကဲ့ခင်ဗျကျွန်တော်မေဒီလာသားပါဟုတ်တယ်ပါမယ်ကျွန်တော်မေဒီလာသားပါခင်ဗျဟုတ်ကဲ့ခင်ဗျရတယ်အခုစိတ်ထဲမှာရှိတဲ့ဥစ္စာကိုမေးလို့ရပါတယ်ဗျကျွန်တော်အကုန်ဖြေပေးလို့ရတယ်ဟုတ်ကဲ့ဟုတ်ကဲ့တိုင်းပြည်တောင်ဝင်ထမ်းဆောင်ရတာပျော်ရွှင်မှုဂုံပုတ်အနေနဲ့ဘယ်လိုအခြေအနေရှိပါလဲတိုင်းပြည်အတွက်တောင်ဝင်ထမ်းဆောင်ရတယ်ဆိုရင်ဒါကျွန်တော်တို့ကတိုင်းပြည်အတွက်ထမ်းဆောင်ရတာမဟုတ်တာဘူးအင်ဂျင်ရှင်ကူဦးမဲတော့ခိုင်းတာပါခင်ဗျအင်ဂျင်ရှင်ဦးမဲတော့ခိုင်းတာအဲ့တော့ကျွန်တော်တို့ကကျွေးတဲ့အောက်စာလေးနေကျွန်တော်တို့ဝမ်းအောင်စားမယ်အသက်မသိအောင်ဟုတ်ကဲ့ပါခင်ဗျဟုတ်အဖေနဲ့အမေကိုလေလုံးကြည့်ပြစုအောင်ဟုတ်ကဲ့ခင်ဗျဒါပေမဲ့ကုချင်းစားတဲ့နောက်လာမဲ့နောင်တော်ကြီးတွေညီကိုတွေအကုန်လုံးကိုပြည်သူစစ်မှုထမ်းတွေအကုန်လုံးကိုလေတတိပေးခြင်းနဲ့အကူတို့ဖြတ်တန်းနေရတော့ဒါမျိုးလေးဆိုတာလေးကိုသိစေခြင်းနဲ့ရှင်းရဖြတ်တန်းသွားတဲ့နောင်တော်အကူကြီးတို့တည်တဲ့ကောင်တွေအများကြီးသေးကုန်ပြီသေးကုန်ပြီဟုတ်ကဲ့ဘာအမကန်ကျဘလူတာဝန်ယူမှုတွေရှိခဲ့ဘူးတလေဆိုတာလေးကိုကျွန်တော်တို့သိခြင်းနဲ့ဟုတ်ကဲ့ပါခင်ဗျကျွန်တော်တို့စင်မြေကြီးတစ်ဝက်အပေါ်တစ်ဝက်ဒီမဲ့ကျွန်တော်တို့နေနေရတဲ့ကြွက်ဒီလက်ကိုက်အကုန်လုံးနော်ဟုတ်ကဲ့ပါခင်ဗျဟုတ်ကဲ့အခုချင်းထဲမှာရှိတဲ့ဥစ္စာကိုကျွန်တော်အခုပြောမေးစရာရှိတာကိုပုံမှန်လေးနဲ့မေးအခုကြောက်ကြမလို့နော်ကျွန်တော်ကပုံမှန်လေးနဲ့ဖြေပေးမှာရပါတယ်ခင်ဗျကျွန်တော်ဒီလောက်နဲ့အခုလေးစားပါတယ်နီးကွင်းချုပ်ပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါခင်ဗျဟုတ်ကဲ့ပါကျေးဇူးများတင်ပါတယ်ကျွန်တော်မေဒီလာသားပါခင်ဗျဟုတ်ကဲ့အရန်ကိုကျေးဇူးတင်ပါတယ်အခုလိုကျွန်တော်အကျိုးပြောင်းလေးနဲ့တကယ်တိုင်းပြည်အတွက်တောင်းဝင်ထမ်းဆောင်ရတဲ့အကျိုးအကြောင်းလေးပြောပြရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်တိုင်းပြည်ဆိုတာကိုထည့်မပြောနဲ့မပြောဘူးကျွန်တော်တို့ဟုတ်ကဲ့ပါခင်ဗျကျွန်တော်မေဒီလာသားပါခင်ဗျရပါပြီဟုတ်ကဲ့ပါခင်ဗျကျွန်တော်ဟုတ်ကဲ့ပါခင်ဗျကျွန်တော်လည်း N1AM မြန်မာပါပဲခင်ဗျဟုတ်ကဲ့ပါခင်ဗျဟုတ်ကဲ့အခုလေးစားပါတယ်ခင်ဗျဟုတ်ကဲ့ပါခင်ဗျလေးစားလျက်ပါဟုတ်ကဲ့ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါခင်ဗျ